bé bên tâu khali đi ya bà bị đi nè bé lo nè bé bên màu phọc ya nè phong mà xuân nó bé đi dây nè bé bên màu phọc ya nó bé lo ngủ bé bên màu phọc bù gì xây mẹ nó bé bên màu phọc bù bé bù gì xây thà đi lo miếu ở bộ chân này bé xuân nhé thế thôi cho lại mẹ nó bự rồi ạ gì xây mi này là cả về đưa ở bên màu phọc bù tất cả đều lý ra ấy chỉ vì đó ai hại trong lúc bốc qua được đấy đó cứ cái thế lại cái lý á bao lâu gì sẽ qua là mà khổ nó thế mà được cô bao trả rồi và rồi xị này rồi nhà gì sinh ra mình đã trả đó thì đi rồi bé đi dây này rồi nó nhau gì thôi lại cô vào rồi nhau một thôi cái này trả lâu gì sinh đi chị mà bé đi đi ở lúc phong đi đi trên này đi rồi bé bé màu phao cụ rồi sinh nhé trên này đi đi ra này sẽ thâu biểu saka này gì sẽ trả lại nó cái mà gì khả năng sẽ tham ấy bây giờ mà thì chả bé bé màu phong này đềuပြန်ခွဲထည့်မယ်เนาะဒီမှာနည်းနည်းထူနေလို့နှစ်ခုလောက်ခွဲပြီးတော့လုပ်ရမယ်ရမ်းထူနေလို့ရှိရင်ပဲပူပြီးတော့လောင်သွားပြီးတော့ပုတ်ကုန်တယ်ဒီလိုမျိုးရေစစ်ထားတဲ့အချိန်မှာလည်းမကောင်းတဲ့ပဲလေးတွေထပ်ပြီးတော့ရွေးထုတ်လိုက်ရမယ်ပဲချမ်းနေပါလေဖြစ်နေလို့ရှိရင်မရအောင်ဒီမှာဆိုရင်ပဲချမ်းအဲ့လိုမျိုးကြီးဆိုရင်မကောင်းနော်ပုတ်သွားတယ်ဘေးတွေပါလိုက်ပုတ်တတ်တယ်ခုဆိုရင်ပဲလေးတွေကိုဖြန့်ခင်းလေးဝါပြီးအပေါ်ကနေအဝတ်ကလေးကိုကြီးစွပ်ပြီးတော့ပုံထားပြီးပြီးနဲ့အကျွတ်အိတ်အနေနဲ့ထည့်ပြီးတော့မောင်လုပ်ထားပြီးတော့ညနေကျမှတခါစီလောင်းပါမယ်အပေါ်ကနေဒီလိုအဝတ်ကလေးနဲ့အုပ်ထားလိုက်မယ်နော်ဒီလိုဝတ်လေးမချောက်တချောက်နဲ့အုပ်ထားပြီးတော့အကျွတ်အိတ်အနေနဲ့ဆွတ်ထားလိုက်မယ်ပိတ်စမရှိလဲဒီလိုတစ်ရှူးသားလေးနဲ့ပဲအုပ်ထားလို့ရတယ်နော်ညကြမှာနည်းနည်းလေးစီဖြန်းပြီးမယ်အခုတော့အိတ်မဲလေးထည့်လိုက်ပြီးတော့ပေါ်ကနေချီထားလိုက်မယ်မနေ့10နိုင်လောက်ကစကားလေးထည့်ပြီးတော့ဖောက်ထားတဲ့ပဲလေးတွေကိုဒီညကြတော့ကြည့်မယ်နော်ညဘက်ကျရင်ခါရေလောင်းပေးရတယ်မအိတ်ခင်မှာအခုနည်းနည်းလေးချောင်းကြည့်လိုက်မယ်ဖေးချီနေရှိပြီလေပဲလေးအညောင်းထွက်လာပါပြီဒါကပဲစိန်ထားပြီးတော့နောက်ဒုတိယရက်ပါဒုတိယရက်အခြေအနေပါလပန်းပြန်ခွဲထားတာလေနော်သူကနေရောင်မမြင်အောင်လို့ထားရတယ်နေရောင်မြင်သွားလို့ရှိရင်ထွက်လာတဲ့အရွက်ကလေးတွေကအစိမ်းရောင်ဖြစ်သွားမှာဆိုလို့ပဲပင်မောက်ရဲ့အပေါ်ထိတ်ကလေအရွက်ကလေးစိမ်းသွားတတ်တယ်နော်အဲ့ဒါကြောင့်မလို့နေအောင်မမြင်အောင်ကာထားရတာပါ Day 3 မနက်ပိုင်းမှာညောင်လေးတော်တော်လေးကိုထွက်လာပါပြီ Day 3 ညဘက်အခြေအနေပါ
ပဲပင်ပေါက်လေးတွေဒီလောက်ထွက်လာရင်ပေါ်ကနေပကံများလေးနဲ့ပြီးထားလို့ရပြီနော်ပဲပင်ပေါက်ညင်ညင်ညာညာလေးရပါပြီစားလိုက်တဲ့ပဲပင်ပေါက်